အားလုံးပဲမင်္ဂလာပါဗျာဟို social media ကိုပွတ်ဆွဲကြည့်နေတယ်လို့ခဏလောက်မြင်အောင်ကြည့်လိုက်ပါလားနေ့တိုင်းလုံနေကြအလုပ်တစ်ခုပေါ့လေဟုတ်တယ်ဗျာအဲ့လိုပွတ်ဆွဲနေရင်လည်း Taylor Swift ရဲ့ဖြော်ဖြေရေးဗီဒီယိုတစ်ခုကိုကြော်သွားလေခက်စားနေတဲ့အားကွေးဗီဒီယိုတစ်ခုကိုလည်းကြော်လိုက်တယ်အဲ့ဒီအချိန်မှာရုပ်တရက်ဆိုသလိုစာဝဲခုံပေါ်မှာခဲတံလေးတစ်ချောင်းကိုတဲပြီးလိုင်းမြေးလေးပေါ်ကနေတရွေ့ရွေ့တွားနေတဲ့စက်ရုပ်လေးတစ်ခုကိုတွားတွေ့တယ်ဗျာဟုတ်ရိုးရိုးလေးနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ပုံစံမျိုးပေါ့လေအတိအကျပဲပေါ်ပြီးစိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီဗီဒီယိုကိုတင်ထားတဲ့ account number က Smart Education 63ဖြစ်နေတယ်ပြီးတော့ဗီဒီယိုရဲ့ဖော်ပြချက်မှာလူထင်းချုံမှုမပါတယ်တတ်မှတ်ထားတဲ့လမ်းကြောင်းပေါ်ကနေရာလေးတွေကိုသူ့အလိုလျောက်အတိုင်းပစ္စည်းလေးတွေကိုပို့ပေးတဲ့ဆရာဖန်တီးထားတဲ့ robot လေးဆိုပြီးရေးထားတာကိုတွေ့ရတယ်ဗျဖော်ပြချက်ကတော်တော်လေးကိုပြည့်စုံတယ်လို့ပြောရမယ်ရှင်အတူချုပ်ပေမဲ့အများကြီးပါနေတယ်ဟုတ်တယ်ဗျာအဲ့ဒါကြောင့်ပဲဒီနေ့တဲ့ရင်းနှီးတီကိုအတွင်းကြကြတူးဆွဲမဲ့အစီအစဉ်မှာတော့ဒီစရုပ်နီးပညာရဲ့အလုတ်လုတ်ပုံရန်တရာရဲ့အသေးစားပစ္စည်းပို့ဆောင်ရေးစနစ်ရဲ့အနာဂတ်ရဲ့နောက်ပြီးခေတ်သစ် social media ပေါ်ကပညာရေးအကြောင်းတွေကိုပါဘယ်လိုနားလည်နိုင်မလဲဆိုတာကိုဖော်ထုတ်တော့မှာပါကဲဒါကိုသေချာလေးဖြန့်ကြည့်အောင်ဗျာတော့ပါပြီတကယ်တော့အင်တန်ရိုးရှင်းပုံရတဲ့ဗီဒီယိုလေးတစ်ခုနောက်ကွယ်မှာ engineer ဆိုင်ရာအခြေခံသဘောတရားတွေရဲ့လူမှုရေးဆိုင်ရာပြောင်းလဲမှုတွေရဲ့အများကြီးဖုံးကွယ်နေတာကတကယ်ကိုလေ့လာစရာပါပဲမှန်ပါတယ်အဲ့ဒီရိုးလုံးကြီးကိုမကြည့်ခင်အရင်ဆုံးဒီစက်ရုပ်လေးရဲ့အလုံးလုံးပုံကိုဖြန့်ကြည့်အောင်ပါဖော်ပြချက်ထဲမှာလူထင်းချုံမပါတဲ့သတ်မှတ်ထားတဲ့လမ်းကြောင်းပေါ်ကဆိုတဲ့စကားရပါတယ်ဗျာဒါကိုစဉ်းစားကြည့်ရင်ဒီစက်ရုပ်လေးကမျက်စိနဲ့မမြင်ရတဲ့ယထာတန်လမ်းပေါ်မှာပြေးဆွဲနေတဲ့ယထာလေးတစ်ခုနဲ့တွားတူမနေဘူးလားပုံစံကတော့အဲ့လိုသဘောမျိုးတက်ရောက်တာပေါ့ကြိုတင်ဆွဲထားတဲ့လမ်းကြောင်းအတိုင်းသွားနေတာကိုဆိုတော့လေမေးစရာရှိတာရာလမ်းကြောင်းကိုကြိုတင်သတ်မှတ်ထားတယ်ပြီးတော့အဲ့ဒီသတ်မှတ်ထားတဲ့လမ်းကြောင်းပေါ်ကနေပဲသွားနေတယ်ဆိုရင်ဒါကိုတကယ့်ကို smart ကြတဲ့အလိုလျောက်စနစ်လို့ခေါ်ဆိုနိုင်မလားဗျာဒါမှမဟုတ်တင်းကျပ်တဲ့စီမင်းတွေကိုဒါလိုက်နာနေတယ်အတက်မပါတဲ့စက်ရုပ်လေးတစ်ခုပဲလားဒါကတကယ်ကိုအဓိကကြရဲ့မေးခွန်းပါတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကလေအလိုလျောက်စနစ်ဆိုတာနဲ့လူတွေကအများအားရှုပ်ထွေးတဲ့ AI ကြီးတွေကွန်ပျူတာဆာဗာကြီးတွေနဲ့ချိတ်ဆက်ပြီးတွက်ချက်နေတဲ့ညံ့ရည်တို့အမြင့်စားကြီးတွေကိုပဲပြေးမြင်တတ်ကြရရှင်ဟုတ်တယ်လေကျွန်တော်တို့ message ထဲမှာအလိုလျောက်ဆိုတာနဲ့အလိုလိုစဉ်းစားဆင်ခြင်နိုင်တဲ့စက်ရုပ်ကြီးတွေကိုမြင်တာကိုဒါပေမဲ့ဒီစက်ရုပ်လေးရဲ့နောက်ွယ်ကနီးပညာကိုလေ့လာကြည့်တဲ့အခါအဲ့လောက်ရှုပ်ထွေးတဲ့အရာတွေကိုမတွေ့ရပါဘူးဒီနေရာမှာအဓိကကွန်ပျူတာရဲ့နီးပညာက PIC 16F677 လို့ခေါ်တဲ့ microcontroller တစ်ခုပဲဖြစ်ပါတယ်ရှင်နေပါဦးPIC Assistant F67 စရာကြီးကနားတော်ကြီးရတာကွန်ပစ္စည်းတစ်ခုတွေဘာကုန်နမဲနေတူနေတယ်ဗျလားတကယ်တော့အဲ့ဒါဘာကြီးလဲကွန်ပျူတာတွေထဲမှာပါတဲ့ processor မျိုးမလားအကြမ်းဖြင်းပြောရရင်တော့ဟုတ်တယ်လို့ဆိုနိုင်ပါတယ်ဒါပေမဲ့ကွာခြားချက်လေးတွေတော့ရှိတယ်ရှင်ကျမတို့သုံးနေတဲ့ laptop တွေစုံးနေတဲ့က microprocessor တွေကအလုပ်မျိုးစုံလုပ်နိုင်တဲ့အထွေထွေသုံးဦးနှုတ်တွေပေါ့တဘောပါပြီဗီဒီယိုလည်းဖွင့်ပေးတယ်စာလည်းရိုက်လို့ရတယ် game လည်းကစားလို့ရတဲ့သဘောပေါ့ဟုတ်တာပေါ့ဒါပေမဲ့ microcontroller ဆိုတာကတော့လေချစ်အသေးစားလေးတစ်ခုတည်းမှတင် processor ရယ်မညင်ရယ်ပြီးတော့အဝင်အထွက်လမ်းကြောင်းတွေရယ်အားလုံးကိုတပါးတည်းထည့်သွင်းတည်ဆောက်ထားတဲ့ကွန်ပျူတာအသေးစားလေးတစ်ခုပါပဲဆိုတော့ तू ကအလုပ်တစ်ခုတည်းကိုပဲတီးတန့်လုပ်ဖို့ဒီဇိုင်းထုတ်ထားတာပေါ့ဟုတ်လားမှန်ပါတယ် तू ကအလုပ်တစ်ခုတည်းကိုပဲတိတိကျကျမြင်မြန်ဆန်ဆန်လုပ်ဖို့ဖန်တီးထားတာပါနားလည်ပြီဗျဆိုလိုတာက processor ဆိုတာကကုမ္ပဏီတစ်ခုရဲ့ CEO လိုမျိုးကိစ္စပေါင်းစုံကိုခြုံငုံတွေးခေါ်နိုင်စွမ်းရှိပြီးတော့ microcontroller ဆိုတာကတော့စေယုံထိုးလို့ရဲ့ line ကကျွမ်းကျင်လုပ်သားတယောက်လို့ကိုတာဝန်ယူရတဲ့အလုပ်တစ်ခုကိုပဲကျွမ်းကျင်နဲ့ထက်လဲလဲလုံဆောင်နေတဲ့သဘောပေါ့အတိအကျပါပဲရှင်အခုဒီစက်ရုပ်လေးမှာတွန်းထားတဲ့ Ship-it PSC 16F6677 ဆိုတာကတကယ့်ကိုဈေးသက်သာပြီးတာရှည်ခံတဲ့အခြေခံ Udipeta တွေကိုအញ្ញမ်းဆုံးတုံ့ပြန်ပေးနိုင်တဲ့ကျွမ်းကျင်လုပ်သားလေးတယောက်ပါပဲကောင်းပါပြီဒါဆိုရင်အဲ့ဒီ PIC 16F6677 ဆိုတဲ့ဦးနောက်ကလမ်းကြောင်းပေါ်ကမြင်းလေးကိုဘယ်လိုမြင်တယ်လဲဗျသူ့မှာမျက်လုံးမှမရှိတာမျက်လုံးတော့မရှိဘူးပေါ့လေဒါပေမဲ့သူ့မှာမျက်လုံးအစအနီအောက်ရောင်ခြည်အာယုံခံစင်ဆာတွေကိုသုံးထားလေရှင်အာယာစင်ဆာတွေလို့ခေါ်တာပေါ့တစ်ခုကအနီအောက်ရောင်ခြည်ကိုထုတ်လုပ်ပေးတဲ့မီဒီလေးထိပြီးနောက်တစ်ခုကအဲ့ဒီပြန်ဟတ်လာရဲ့ရောင်ခြည်ကိုဖမ်းယူတဲ့အာယုံခံပြုံးလေးပါဆိုတော့စက်ရုပ်လေးကအဖြူရောင်စက်ကိုပေါ်မှာတွားနေတဲ့အချိန်ထုတ်လွတ်လိုက်တဲ့အလင်းရောင်ကအဖြူရောင်မျက်နှာပြင်ကိုထီပြီးပြန်ဟတ်လာတယ်ပေါ့ဟုတ်တယ်ရှင်အဲ့ဒီပြန်ဟတ်လာတဲ့အလင်းကိုခုနကဖမ်းယူတဲ့ပိုင်းကရရှိလိုက်တဲ့အခါရှက်စစ်စီချောင်စီးဆင်းသွားပြီးဝူအမင်းတက်သွားပါတယ်ခဏလေး
အဖြူရောင်ကအလင်းကိုပြန်ဟတ်တယ်ဆိုတာတော့နားလေတယ်ဗျဒါပေမဲ့စံရုပ်လေးတွားနေတာကမြင်းမြဲလေးပေါ်မှာလေမြင်းမြဲကအလင်းကိုပြန်မဟတ်ဘူးမို့လား အဲ့ဒါအဓိကတော့ချက်ပဲရှင်အနက်ရောင်ကအလင်းကိုပြန်မဟတ်ပဲစုယူလိုက်ပါတယ်ဒါကြောင့်စင်ဆာကမြင်းမေးလေးကိုရော့တော့တဲ့အခါပြန်ဟတ်လာတဲ့အလင်းမရှိတော့ဘူးပေါ့ အော်တဘောပေါက်ပြီပြန်ဟတ်လာတဲ့အလင်းမရှိတော့ရင်ရှက်စစ်စီကြောင်ရက်သွားတာပေါ့ ဟုတ်တာပေါ့အလင်းမရှိတော့တဲ့အတွက်လက်စစ်စီချောင်းရက်တန့်သွားပြီးဗိုလ်ဟာရွတ်တရဲကျဆင်းသွားပါတယ် စိတ်ဝင်စားစရာပဲဗျာဆိုလိုတာကစိတ်ရွတ်လျာလမ်းကြောင်းကိုမြင်နေတာမဟုတ်ဘူးအလင်းရောင်ပျောက်ကွယ်သွားမှုတနည်းအားဖြင့်ဘွားရုတ်တရက်ကျဆင်းသွားမှုကိုအာရုံခံနေတာပေါ့ မှန်ပါတယ်ရှင် ဒါဆိုရင်အဲ့ဒီဘွားကျဆင်းသွားတဲ့အချက်လက်က PIC 16F677 စီကိုရောက်သွားမယ်အဲ့ဒီအခါမှာအဲ့ဒီ microcontroller ကဘလို့ဆက်လုပ်တယ်လဲဗျာ ဒီအပိုင်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် PIC 16F677 ရဲ့အထဲမှာ analog to digital converter လို့ခေါ်တဲ့အစိတ်ပိုင်းလေးပါတယ်ရှင်အတူကောက်တော့ ADC ပေါ့လေ ။အော် तू ကဘာလို့ပေးတာလဲဗျာ သူကစင်ဆာကနေဝင်လာလေပြောင်းလဲနေတဲ့ VOR တွေကိုကွန်ပျူတာနားလေတဲ့သူညနဲ့တိအချီပြောင်းလဲပစ်လိုက်တာပါ ။ဆိုတော့ digital အချက်ပြတွေပြောင်းလိုက်တာပေါ့ ဟုတ်တယ်ဥမာအလင်းပြန်ဟတ်နေတယ်ဆိုရင်တစ်လို့မှတ်မယ်အလင်းစုယူခံလိုက်ရတယ်ဆိုရင်သူညအလိုမှတ်လိုက်မယ်ပေါ့ ။တဘောပေါက်ဒီအဖြူရောင်ပေါ်မှာဆိုရင်တစ်အမြင့်ရောင် line ပေါ်ရောက်တော့ရင်3ညပေါ့ အတိအကျပါပဲအဲ့ဒီခါမှာ microcontroller ထဲမှာကြိုတင်ရေးဆွဲထားတဲ့ program ကဆုံးဖြတ်ချက်ချပါတော့တယ်ဥပမာဘယ်ဘက်ဆန်ဆာက3ညဖြစ်သွားတယ်ဆိုရင်စရုပ်ကညာဘက်ကိုရိမ့်ထွက်နေပြီဆိုတာသိလိုက်တယ် ။အာဒါကြောင့်ဘယ်ဘက်ကိုပြန်ကွဲဖို့အတွက်ဘယ်ဘက် B ကို power short ချလိုက်ပြီးညာဘက် B ကို power ပို့ပေးလိုက်တာပေါ့ ဟုတ်တယ်ရှင်အဲ့ဒီလိုနဲ့သူကလမ်းကြောင်းပေါ်ကနေမထွက်တော့အောင်အမြဲတမ်းပြန်ထိတ်နေတာပါ ။တွေးကြည့်လေစိတ်ဝင်စားဖို့ကောင်းလေပဲဗျာ။ဒါက software အကြီးကြီးတစ်ခုကနေစင်ဆာတွဲခေါ်ပြီးဆုံးဖြတ်နေတာမျိုးလုံးဝမဟုတ်ဘူး။လူတွေရဲ့အာရုံကြောတုံပြန်လို့နဲ့တွားတူနေတယ် ဟုတ်တယ်ရှင်ဖြောပါအောင်ဘယ်လိုထူတာလဲရှင် ။ဟိုဥပမာဗျာလက်ကမိဘူးကိုတွားထီမိတဲ့အခါဥနောက်ကနေဒါကတော့အပူပဲငါရဲ့အရေးပြားဆဲတွေပျက်စီးနိုင်တယ်။ဒါကြောင့်လက်ကကြွက်သားတွေကိုကြုံဖို့အမိန့်ပေးရမယ်ဆိုပြီးရှေရှေဝေဝေစဉ်းစားမနေဘူးလေ။စင်ရုပ်ပိုင်းဆိုင်ရာအရချက်ချင်းလက်ကိုနောက်ဆုတ်ပစ်လိုက်တယ်။အခု PIC 16F677 ကလုတ်ပေးနေတာကလည်းစက်ရုပ်လျော့အတွက် electronic အာယုံရောတုံ့ပြန်မှုတစ်ခုကိုတိစောက်ပေးထားတာပဲမဟုတ်လား တိကြတဲ့နိုင်ရှင်ခတ်ပါပဲရှင်ပြီးတော့လေအဲ့လိုတုံပြန်ရမှာလဲ PIC 16F677 ရဲ့နောက်ထပ်စွမ်းရည်တစ်ခုဖြစ်တဲ့ PWM ဆိုတာကိုသုံးပါသေးတယ် PWM ဆိုတာဘာလဲဗျနာမည်ကစမ်းလာကြည့်လား Pulse width modulation လို့ခေါ်တယ်ရှင်သူကမော်တာတွေကိုအဖွဲအပိတ်ခလုံးနှိပ်တယ်လို့ရုတ်တရက်အလုံးလုံးစေတာမဟုတ်ပဲလက်စစ်ပါဝါကိုအချက်ချက်အနေနဲ့ပြေးပို့ပြီးဗီးရဲ့အမြန်နှုန်းကိုချော့ချော့မွေ့မွေ့ထိန်းချုပ်ပေးတာပါ ။အော်ဒါကြောင့်လေစက်ရုပ်လေးက line ပေါ်မှာရမ်းခါမနေပဲငင်းငင်းညောင်းညောင်းတွားနိုင်တာဖြစ်မယ် ဟုတ်တော့ပေါ့အဲ့ဒီ PWM စနစ်ကြောင့်ဒါလှူရှားမှုကတည်ငြိမ်နေလားရှင် ။ဒါပေမဲ့လေဒီညမှာကျွန်တော်နည်းနည်းတော့ငင်းကျင်တယ်ဗျာ ပြောပါအောင်ဘာကိုငင်းကျင်တာလဲ ။အလင်းပြန်ဟမှုမရှိရင်ဘိုးကကြမယ်ဆိုတဲ့ယူဘဘေသဘောတရားရဲ့ပြီးတော့ဖြစ်လာရင်ဒီလိုလုပ်ဆိုတဲ့ရိုးရှင်းတဲ့ if then logic လေးပဲပါတာလေ ဟုတ်တယ် ။ဒါဟာစင်ဆက်မပြတ်စက်တဲ့ဖြစ်ပေါ်နေတဲ့ဒေါမီနိုအတုံးလေးပြိုးကျသွားသလိုရုပ်ပိုင်းဆိုင်ရာအကျိုးဆက်တွေချီးပဲမဟုတ်ဘူးလား။အဲ့လိုကြိုတင်သတ်မှတ်ထားတဲ့တုံ့ပြန်မှုတသက်လေးကို smart ကြတဲ့အလိုလျောက်စနစ်လို့ခေါ်ဖို့ကနည်းနည်းများလုံးမနေဘူးလားဗျာ စဉ်းစားစရာပဲ ဟိုဥပမာမိဘူးညင်အလိုလိုခုံတက်သွားတဲ့ပေါမကင်ဆာကိုဘယ်သူမှအလိုလျောက်ဆက်ရလို့မခေါ်ဘူးလေဗျာ အဲ့ဒီလိုထောက်ပြတာအလွန်ကောင်းပါလေရှင်ဒါပေမဲ့ပေါင်းမကင်ဆက်နဲ့မတူတာကဘာလဲဆိုတော့လေပေါင်းမကင်ဆက်ကအခြေအနေတစ်ခုတည်းကိုပဲတုံပြတာပါအပူချင်းပြည့်သွားရင်ခုံထွက်လာတဲ့အဲ့လောက်ပဲ ဟုတ်ပြီအဲ့ဒါကော ဒီစက်ရုပ်လေးမှာကျတော့ PIC 16F677 ကပြောင်းလဲနေတဲ့ပဝင်းကျင်အခြေအနေဥပမာလမ်းကြောင်းရဲ့꿰ခောက်မှုတွေကိုအခြေနဲ့တပြေးညီတိုင်းတာပြီးသူ့ရဲ့လှုပ်ရှားမှုကိုစင်ဆက်မပြတ်ချိန်ညှိနေတာပါရှင် ။အော်အခြေအနေတပြင်းညီတုံ့ပြန်နေတယ်ဆိုတဲ့သဘောပေါ့ မှန်ပါတယ်ညာရည်တုဆိုတာကိုယ်တိုင်တင်ယူနိုင်စွမ်းရှိတဲ့ຢာကိုခေါ်တာဖြစ်ပေမယ့်အလိုလျောက်စနစ်ဆိုတာကတော့လူရဲ့ဝင်ရောက်ဆွတ်ဖက်မှုတစ်ချိန်လေးမှမပါပဲဘေးရထားတဲ့ကြောင်ဝင်တစ်ခုကိုအောင်ရအောင်ဆောင်ရွက်နိုင်တာကိုခေါ်တာပါရှင် ။သဘောပေါက်ပါပြီ ခလုတ်နှိပ်ပြီးစကင်ပေးလိုက်တာနဲ့ဒီစိတ်